မင်္ဂလာတရားအားလုံးပဲမင်္ဂလာပါတဲလေးတို့ရေထမင်းစားမဲ့အတဲလေးတို့ရေထမင်းကတော့နံပါတ်9မှာဝယ်လာပါတယ်ရှင်3ဖဝယ်လာတယ်ကိုတဲလေးတို့နော်ကောက်သွားဝင်အန်ဒီယာထမင်းကလေအတဲလေးမစားရတာထမင်းစားနေတာ6ရက်9ရက်လောက်ရှိပြီလူနာရှိတယ်ဆိုတော့လေနော်ထမင်းစားလို့မဝင်ဘူးဒီနေ့ကတော့လူနာနဲ့တက်တာတယ်ဆိုတော့လေအတဲလေးတို့ရေအဲ့ဒါကြောင့်ထမင်းစားရှင်တယ်ဆက်လေးစားရှင်အနေရထိုင်ရတာလုံးဝမလန့်ဘူးဒီမှာလေးငပိချက်နဲ့ငပိထောင်တော့မရှိဘူးအဲ့ဒါသူငပိချက်ကိုမာတယ်ဟိုမနေ့ကသူလာပို့ထားတယ်တက်စီပြီးသွားပြီနော်အသေးလေးတို့နော်အန်ဒီရဲ့ဒီမှာလေးငပိချက်နဲ့ရုပ်ဒီဆက်စားချင်းနဲ့အခုသေးလေးတို့ရေမပို့မလေးဒီမှာသူ့စားလဲဆက်နေပြီနောက်ပြီးတော့မမလေးဒီမှာငရုတ်တီးပါထပ်ယူလာတယ်အသေးလေးဆက်လေးအရန်စားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့တိုးစရာကတော့ချင်ဘတ်ပါမယ်စုပုတ်ရွက်အတိကြိုက်ဒါကတော့ခေါ်မတက်ဘူးတဲ့လေတုတ်စားချင်ပြုံလေးနဲ့တော့ဒါခေါ်တော့မတက်ဘူးတနင်းဒီစားရေးစိမ့်ပါမယ်ဘာကောင်သွားဝအန်ဒီယာလူနာဆောက်ရတာမလွယ်ဘူးတဲ့လေထမင်းတွေပါတွေအစားတွေပါတွေပြတ်တယ်အခုကတော့မနေ့ဖြန်တရက်ပဲစောက်ကြည့်ရအောင်မယ်လူနာကလေအဲ့ပန်တရက်စောက်ကြည့်ပြီးတော့ तू ကမမောတော့ဘူးဆိုရင်ဆေးရုံကနေဆင်းလို့ရပြီတဲ့လေအဲ့ဒါကြောင့်သမင်းစားလို့နည်းနည်းရပြီမပူမစားကြပါအောင်ရှင်လူရဲညာကောင်းရစုပ်ရွက်အသေးကြိုက်กินข้าวค่ะทุกคนဒါကတော့မုံကြီးပွင့်ကြော်ထားတဲ့တဲလေးတို့ခရုစီလေးနဲ့လေနင်းဒီစားရည်စိရှယ်အခုမှပဲအားလေးကြည့်လားမပြီးမစားရတာတပတ်မပူမအပ်တယ်နော်စိတ်ပူနေရတယ်လူနာဘာမှစားမှုနော်အခုကတတလို့ရှယ်ကိုငါပြီးတောင်းနဲ့ကိုနဲ့စားချင်တာဆက်ဆက်လေးလေး
ရတာနည်းနည်းချင်းကိုငပိတောင်လည်းကိုမထောင်ရသေးဘူးဆိုတော့OK anh đi Câu này là còn không ồn nào được là khó đi mình lên đấy hại ồn lông thuệ xe bè ngàn đi là trả về đi lộn nhựa để đi lộn đi đó khán giả đi về sao làm rồi rồi nó chút nhỏ Thôi Cảm ơn cả.